everyone, welcome to Editorial. Today, we are going to clear up the confusion between this, that, these and those. ဒီနေ့မှာတော့ဒီစကားလုံးလေးလုံးကဘယ်လိုကွာခြားလဲဘယ်နေရာတွေမှာသုံးရမလဲဒါတွေကိုပြပြပေးသွားမှာဖြစ်ပါတယ် These are called demonstrative pronouns. ဒါတွေကအရာဝတ္ထုတွေကိုညွှန်ပြတဲ့နေရာမှာသုံးတဲ့နာမ်စားတွေဖြစ်ပါတယ် We use them to point to specific things. ကိုညွှန်ပြခြင်းတဲ့အရာတွေကိုတိတိကျကျတိတိကျကျပြောချင်တဲ့အခါမှာအသုံးပြုပါတယ်ဒါဆိုရင်တော့တစ်ခုချင်းစီကိုတခြားလေ့လာကြည့်ပါမယ် This ကိုတော့ singular အနေကိန်းကြီးမှာအသုံးပြုရမှာဖြစ်ပြီးတော့ပြောတဲ့လူနဲ့အနည်းဆုံးနေရာမှာရှိတာကိုပြောပြရမှာဖြစ်ပါတယ်ဥပမာအားဖြင့် This is my plant. I like this shirt. ပြောတဲ့လူနဲ့အနည်းဆုံးနေရာမှာဖြစ်ပြီးတော့ထိကင်ထားလို့ရတဲ့အခြေအနေမျိုးမှာအသုံးပြုပါတယ် This ကိုနေရာတွေမဟုတ်ဘဲနဲ့အချိန်တွေမှာလည်းအသုံးပြုပါတယ်အခုပြစ္ဆုတ်ပံအချိန်မျိုးဆိုလို့ရှိရင်တော့ this time ဒါမျိုးလေးတွေပြောရမှာဖြစ်ပါတယ်ဒါဆိုရင်မှတ်ထားရမှာက this ကညွှန်ပြတာတွေမဟုတ်ဘဲအချိန်မှာအသုံးပြုရဲဆိုတာကိုမှတ်ထားပေးရမှာဖြစ်ပါတယ် that ကိုတော့အဝေးမှာရှိတဲ့တခုတည်းသောအရာတွေအတွက်အသုံးပြုရမှာဖြစ်ပါတယ်ဥပမာအားဖြင့် That is my mom. I saw that movie last week. ဒီစကားလုံးကိုညွှန်ပြတာတွေမဟုတ်ဘဲအတိတ်အချိန်မှာလည်းအသုံးပြုလို့ရပါတယ်ဥပမာအားဖြင့် at the time ဒါမျိုးလည်းအသုံးပြုလို့ရပါတယ်နောက်တစ်ခုထပ်ပြီးတော့လေ့လာရမှာကတော့ these ကတော့ကိုနဲ့ညီပြီးတော့ပစ္စည်းကအများကြီးဖြစ်တဲ့အချိန်မှာအသုံးပြုပါတယ်အင်္ဂလိပ်စာမှာပစ္စည်းအများကြီးကို plural လို့ခေါ်ပြီးတော့တစ်ခုထက်ပိုတဲ့နှစ်ကနေစပြီးတော့ plural အများကြီးဖြစ်ပါတယ်ဥပမာအားဖြင့် These are my clothes. These ကိုတော့ညွှန်ပြတဲ့နေရာတစ်ခုမှာပဲအသုံးပြုပါတယ်နောက်တစ်ခု those ကိုတော့အဝေးမှာရှိတဲ့အများကြီးနေဆိုလို့ရှိရင်တော့ those ကိုအသုံးပြုပေးရမှာဖြစ်ပါတယ်ဥပမာအားဖြင့် Those are my friends. Those ကလေညွှန်ပြတာတစ်ခုတည်းအတွက်ပဲအသုံးပြုပါတယ်သူကိုရှေ့ကလိုမျိုးအချိန်အတွက်အသုံးပြုတာမျိုးမရှိပါဘူးလေးခုလုံးကိုတစ်ခါတည်းမှတ်ကြည့်ပါမယ်နေပြီးတော့ singular ဖြစ်ရင် this singular ဖြစ်တဲ့ဝေးရဆိုလို့ရှိရင်တော့ that this that နေပြီးတော့မှ plural ဖြစ်နေရဆိုရင် these plural တော့ဖြစ်တယ်အဝေးမှာရှိရဆိုရင်တော့ those this that these those အဲ့လိုမျိုးလေးမှတ်ထားပေးရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင် practice လေးလုပ်ကြည့်ပါမယ် color ထဲမှာဖြည့်ကြည့်ရပါမယ်အချိန်10မိနစ်ပေးပါမယ်Well done ဒါဆိုလို့ရှိရင်နောက်ထပ်တစ်ခုလေ့ကျင့်ကြည့်ပါမယ်
ဖြေလေးတွေကိုတိုက်ကြည့်ပါမှန်နေဆိုလို့ရှိရင် great job နောက်ဗီဒီယိုဒီမှာပြန်တွေ့ပါမယ် see you next video bye bye